Hello everybody. Hello. Hello, Sunday morning lima, peaceful Sunday morning libo no. This Sunday morning lima, very sharp and exotic voice. She Miley Miley Cyrus go and prepare Jamaic. Yeah, two Johns are here, the chin angels like you said the chinly jamono. Rock belly music, the chinly Miley of a wap shut them moody, a chin, a dumaya go bank and go a point zone. ချပြထားခဲ့တဲ့ချင်းလေးပဲဖြစ်ပါတယ်အကွဲတန်ပါဝါအားကောင်းကောင်းနဲ့ပုံဖော်ထားတဲ့ဒီတချင်းမိုင်းလေးရဲ့ဘဝမှာမငြိမ်မသက်ဖြစ်ဆုံးအလောက်ခက်ရဆုံးကာလတွေကနေပောက်ခွာလာတယ်ဆိုလို့ရှင်လည်းမမှားပါဘူးသူမရဲ့ ex husband ယောက်ျားမျိုးသားဟောင်းဖြစ်တဲ့ Liam Hemsworth နဲ့ကွာရှင်းပြီးနောက်မှာသူမKedilen Kata ဆိုတဲ့ဒီ model တယောက်နဲ့တွေ့ခဲ့ပါသေးတယ်ဒီ model ကသူ့ပေါ်အရန်ကောင်းခဲ့ပေမဲ့သူကတော့အတိတ်ကတန်ရာတွေကရှိနေတော့မယ်ပေါ့နော်ကောင်းမှုပေါ်မလုံးနိုင်သေးတဲ့ကာလပေါ့အဲ့တော့အဲ့ဒီတန်ရာတွေကြောင့်ပဲတစ်ဖက်လူအပေါ်ဒီ Kedilen အပေါ်မှာအချစ်စနဲ့ပြန်မချစ်နိုင်ပဲတသက်ကြီးပေါ့နော်နာကျင်အောင်လို့တလူခံစားခဲ့ရတယ်လို့သူမယူဆတဲ့ guilt ဖြစ်ရတယ်ပေါ့နော်အဲ့ဒီခံစားချက်တွေကပဲဒီတချင်းလေးကိုမွေးဖွားလာစေခဲ့တဲ့အစာပြုံးမှုတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ acoustic guitar တန်းငိမ့်ညောင်းလေးနဲ့စတင်ထားပြီး chorus ရောက်တဲ့အခါပောက်ကွဲထွက်သွားတဲ့ classic rock အသံတွေကနူးညံ့ရမယ့်နေရာမှာဖော်ပြအောင်လို့အရန်နူးညံ့စေခဲ့ပြီးပောက်ကွဲရမယ့်နေရာမှာလည်းရင်ဘတ်တစ်ခုလုံးပွင့်ထွက်သွားလောက်အောင်အားကောင်းနေပေါ့နော်ဒီတချင်းရဲ့တနည်းအားဆိုလို့ရှိရင် angels like you can fly down here with me ဒီတချင်းစာသားတော့လုံးဝအသက်ပဲပေါ့မင်းတို့ဖြူစင်တဲ့ angel ကငါနဲ့အတူတူငရဲခမ်းမှာပြန်တန်းလို့မဖြစ်နိုင်ပါဘူးမရနိုင်ပါဘူးတဲ့ It's not your fault I ruin everything It's not your fault I can't be what you need အရာအလုံးငါဖြည့်ဆည်းမိလိုက်တာဟာလေမင်းရဲ့အပြစ်မဟုတ်တယ်လို့မင်းရဲ့လိုအပ်ချက်ဖြစ်မလားမင်းလိုအပ်တဲ့သူတရားဖြစ်မလာနိုင်တာကလည်းမင်းကြောင့်မဟုတ်ပါဘူးတဲ့ so ဒီတချင်းလေးအကြောင်းကိုအားလုံးလည်းသိသွားကြပြီလို့ထင်ပါတယ်အဲ့တော့ဒီတချင်းလေးကိုနားမထောင်ရသေးတဲ့သူဆိုလို့ရှိရင်လည်း YouTube မှာတော့နားထောင်လိုက်ပါနားထောင်ပြီးသားသူဆိုလို့ရှိရင်လည်းဒီ Sunday လေးမှာဒီ Angels Like You ဆိုတဲ့ဒီ Rock Belly လုံးဝတန်ပါဝါအားကောင်းနဲ့တင်ဆက်ထားတဲ့ချင်းလေးကို feel လို့ရတာပေါ့နော် so ဒီနေ့ video လေးကတော့လောက်ပါပဲအားလုံးဆုံးထိကြည့်သွားပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် Sunday မှာ Angels Like You လေးနဲ့အားလုံး chill နိုင်ကြပါလိမ့်မယ်အားလုံးမတက်တာပါ